ကိုကို ကျမဟင်းချက်နေလို့ဟိုမှာအဝတ်တွေအဝတ်လျှော်ဆက်ထဲထည့်ပြီးချော်ပေးထားဦးနော် စိတ်ချမိန်းမကိုကိုလက်ထဲရောက်ရင်အကုန်ပြောင်းစင်သွားစေရမယ် ကိုကြွက်ကြီးရေဒီလဲလေးကျိုးသွားလို့ပြင်ပေးပါဦး။အိုးကူညီရမှာပေါ့ကိုရွှေပဲခဏလေးအဝတ်တွေဆက်ထဲထည့်ပြီးရင်ပြင်ပေးမယ် ကဲအမြန်ထက်အမြန်လျှော်ပြီးရင်ကိုရွှေဘဲကိုကူညီရမယ်ဟုတ်တယ်ဟမ် ရော့ကိုရွှေပဲအကောင်းတိုင်းဖြစ်သွားပြီငါကူညီရမှာဆိုလက်မနေဘူး ကျေးဇူးပဲကိုကြွက်ကြီးရေကိုကို ဆက်ထဲမှာဘာတွေထည့်လျှော်နေတာလဲဘာလို့တစ်ချိန်ချိန်နဲ့အတန်တွေထွက်နေတာလဲ အင်ဂျင်အားကောင်းလို့ဖြစ်မှာပါမိန်းမရဲ့ အမလေး ကိုကို ရှင်ဘာလို့ကျမပိုးပွားနဲ့ရှင်ဖက်နှက်တွေကိုရောလျှော်ရတာလဲအကုန်ပြက်ကုန်ပြီ ဟမ် အိုကိုရွှေပဲကိုကူညီဖို့လောသွားလို့ပါ သူများကူညီဖို့ကြတော့လက်သွက်ပြီးကိုယ့်အိမ်ကိစ္စကြတော့ဖျက်ဆီးတာလားဒီနေ့ကိုပစိုးတွေအကုန်လုံးကိုကိုဘာသာလျှော်တော့ မိန်းမရဲ့ကိုကစေတနာနဲ့ပါ သူများကိုကူညီတာတော့ကောင်းပါတယ်ဒါပေမဲ့မိမခိုင်းတာကိုအရင်သေးချာလောက်ရမယ်ဆိုတာမှတ်ပြီဗျာ